ကေဒီနေ့တော့အဖိုးကတချင်းထဲမှာတော့ထဲ့ဆူထားကြတဲ့လဲကျွတ်မှတမတ်ရှာပုံမြင်လေးကိုပြောပြမယ်နော်ဟိုရှိတုန်းကတောကြီးတစ်ခုထဲမှာလဲကျွတ်တွေအုပ်စုလိုက်အတိုက်ဖွဲ့ပြီးနေထိုင်ကြတဲ့အဲ့ဒီလဲကျွတ်တွေထဲမှာအလွန်ချုံမောလှပတဲ့လဲကျွတ်သမီးချောလေးတကောင်ရှိတဲ့သူ့အမေဖြစ်တဲ့လဲကျွတ်မကြီးကသမီးကိုအရန်ချစ်ပြီးငါသမီးကိုကဘာပေါ်မှာစွမ်းအားအကြီးဆုံးသူနဲ့ပဲပေးစားမယ်ဆိုပြီးမာနကြီးနဲ့ပြောထားတဲ့ဒါကြောင့်သမီးကိုပိုးပန်းလာတဲ့လဲကျွတ်ပြိုတွေကိုလည်းမင်းတို့မတူမတန်ဘူးဆိုပြီးအမြဲပြန်လွတ်နေတဲ့တနေ့တော့လဲကျွတ်မကြီးအပြင်ထွက်လာတော့ကောင်းကင်မှာတောက်ပနေတဲ့နေမင်းကြီးကိုမြင်လိုက်တယ်နေမင်းကြီးကကဘာကြီးတစ်ခုလုံးကိုအလင်းပေးနိုင်တာဆိုတော့ဒီလောကမှာစွမ်းအားအကြီးဆုံးဖြစ်မယ်ဆိုပြီးနေမင်းကြီးစီသွားကနေမင်းကြီးရေကျမသမီးကိုတမတ်တော်လုပ်ပေးပါလို့ကမ်းလှမ်းလိုက်တဲ့နေမင်းကြီးကရေပြီးငါကအလင်းပေးနိုင်ပေမဲ့တိမ်တိုက်ကြီးလာရင်ငါကိုကွယ်ပြစ်နိုင်တယ်လို့ပြောလိုက်တယ်ဒါနဲ့လဲကျွတ်မကြီးကဟုတ်သားပဲဒါဆိုတိမ်တိုက်ကြီးကပိုစွမ်းအားကြီးတာပေါ့ဆိုပြီးတိမ်တိုက်ကြီးစီသွားကမ်းလှမ်းပြန်တယ်တိမ်တိုက်ကြီးကလည်းငါကနေမင်းကိုကွယ်နိုင်ပေမဲ့လေတိုက်ရင်ငါလွတ်မျောရတယ်လို့ပြောလိုက်တယ်ဒါဆိုလေမင်းကြီးကပိုစွမ်းအားကြီးတာပေါ့ဆိုပြီးလေမင်းကြီးစီသွားပြန်တယ်လေမင်းကြီးကငါတိမ်တွေကိုလွင့်စေနိုင်ပေမဲ့တေးသေးလေးဖြစ်တဲ့ခြားတောင်ပိုးကိုတောင်မဖြူနိုင်ဘူးလို့ပြောလိုက်ပြန်တယ်ဒါနဲ့လဲကျွတ်မကြီးကခြားတောင်ပိုးစီသွားကမ်းလှမ်းပြန်တယ်ခြားတောင်ပိုးကငါလေမင်းကြီးကိုတောင်မကြောက်ဘူးဒါပေမဲ့နွားတိုးကြီးလာခက်ရင်ကအလွယ်လေးပြိုကျသွားနိုင်တယ်လို့ပြောလိုက်တယ်ဒီတော့လဲကျွတ်မကြီးကနွားတိုးကြီးစီသွားပြီးတမတ်တော်လုပ်ဖို့ကမ်းလှမ်းပြန်တယ်နွားတိုးကြီးကလည်းငါချတောင်ဖို့ကိုဖြိုနိုင်တဲ့အင်အားရှိပေမဲ့ငါ့ကိုချီနှောင်ထားတဲ့နှစ်ဖားကျိုးတစ်ချောင်းကိုရုံမဖြတ်နိုင်ဘူးလို့ပြောလိုက်တယ်ဒါနဲ့လဲကျွတ်မကြီးကနှစ်ဖားကျိုးစီသွားပြန်တယ်နှစ်ဖားကျိုးကရေပြီးငါအင်အားကြီးတဲ့နွားတိုးကိုတောင်ထိနိုင်တယ်သူ့ပေမဲ့လဲကျွတ်ပြိုတွေရဲ့သွားနဲ့ကိုက်လိုက်ရင်ငါအလွယ်လေးပြတ်သွားတတ်တယ်လို့ပြောလိုက်တယ်အဲ့ဒီအချိန်မှာတော့လဲကျွတ်မကြီးလည်းသဘောပေါက်သွားပြီအိုးလောကမှာအားကြီးသူဆိုတာတယောက်ထက်တယောက်ရှိနေကြတာပဲနောက်ဆုံးတော့သူ့သမီးကိုတင့်တော်တဲ့လဲကျွတ်ပြိုတစ်ကောင်နဲ့သဘောတူပေးစားလိုက်တဲ့ဒီပုံမြင်ကမာနာကြီးပြီးမတူမတန်ဆိုနေတဲ့သမီးရှင်တွေကိုတင်ငန်းစာပေးထားတဲ့ပုံမြင်လေးပါပဲကျွတ်ဆိုတာကျွတ်နဲ့ညားမယ်ဆိုသလိုကိုနဲ့တင့်တော်တဲ့သူကိုပဲရွေးချယ်ဖို့ဆိုတာဘဝမှာအရေးကြီးပါတယ်ဘဝအမောတွေပြေနိုင်ကြပါစေ